لبيك اللهم لبيك لبيك لا شريك لك لبيك إن الحمد والنعمة لك والملك لا شريك لك ဒါကိုတလ်ဘီယာလို့ခေါ်ဟတ်ခီးစဉ်တစ်လျှောက်လုံးမှာဟာဂျီတွေဟာအထွေအထူးဇကီဖတ်ကိုဖတ်မယ်ဆိုတဲ့ဇကီဘာမှမရှိဘူးဒီတလ်ဘီယာကလွဲပြီးတော့ဒီဟာကတော့ရကိုရအာရဘီလိုကောင်းကောင်းမဖတ်နိုင်တဲ့လူတွေလည်းဒါလေးကိုချက်လိုက်ရမယ်ဒါလေးကိုဖတ်နေရမယ်ဒီဟတ်ခီးစဉ်မှာအဓိကအသက်ကဒါပဲဒီဟာလေးကိုပဲများများဖတ်ဒီရဲ့အလိုသဘောကဘာလဲဆိုတော့အိုးအလ္လာဟ်ကျွန်တော်မျိုးအသင်ရောက်ရှိနေပါပြီကျွန်တော်မျိုးအလ္လာဟ်စီကိုလာနေပါပြီကျွန်တော်မျိုးအလ္လာဟ်ထံမှာအသင်ရှိနေပါပြီအစနစ်ရှိနေပါပြီဒါကအဖြစ်ပေးတာဘာကိုအဖြစ်ပေးတာလဲဆိုတော့ဟိုနှစ်ပေါင်း4000အရင်ကကာဘာဝေကျောင်းတော်ကြီးကိုစောက်လုပ်ပြီးတဲ့အချိန်မှာတမန်တော်အစ္စလာဟိမ်အလိုင်ဆလာတူဝဆလမ်ကိုအလ္လာဟ်ရှမတ်တခင်ကဟဂျ်ကဒါဝတ်ကိုပေးခိုင်းဟဂျ်ဘတ်ကိုလူတွေအားလုံးကိုဖိတ်ခေါ်ခိုင်းအဲ့ဒီမှာတမန်တော်အစ္စလာဟိမ်ဟာကာဘာဝေကျောင်းတော်ရဲ့အပြင်မှာရှိနေတဲ့တောင်တွေပေါ်မှာအဘူကိုဘိုင်စတောင်တို့ဆဖာတောင်တို့အဲ့ဒီတောင်တွေပေါ်မှာတက်ပြီးတော့တမန်တော်အစ္စလာဟိမ်အလိုင်ဆလာတူဝဆလမ်ဟာလူတွေကိုဟဂျ်ကဒါဝတ်ကိုပေးခဲ့လူတွေကိုဟဂျ်ဘတ်ကိုဖိတ်ခေါ်ခဲ့အဲ့ဒီပေါ်မှာအလ္လာဟ်ရှမတ်တခင်ကတမန်တော်အစ္စလာဟိမ်ရဲ့အတန်ကိုအဲ့ဒီအချိန်လုံးကကဘာမှာရှိနေတဲ့လူတွေအားလုံးစီကိုလည်းအရောက်ပို့ပေးခဲ့တယ်ထိုနည်း၎င်းအဲ့ဒီအချိန်လုံးကကဘာမှာမရှိဘဲနဲ့ဝိညာဉ်လောကမှာပဲရှိသေးတဲ့လူတွေအားလုံးစီကိုလည်းအရောက်ပို့ပေးခဲ့အဲ့ဒီဒါဝတ်ပေါ်မှာဘယ်ပုဂ္ဂိုလ်တွေဟာအဲ့ဒီအချိန်လုံးကလဘိုက်ဆိုခဲ့လေအဲ့ဒီပုဂ္ဂိုလ်တွေကဟဂျ်ကတောဖီကိုရတယ်အဲ့တော့ကျွန်တော်တို့လဘိုက်ဆိုတာကလည်းတမန်တော်အစ္စလာဟိမ်အလိုင်ဆလာတူဝဆလမ်ရဲ့ဒါဝတ်ပေါ်မှာကျွန်တော်တို့ဟဂျ်ဘတ်ကိုလာကြလို့ပြောတဲ့အချိန်မှာကျွန်တော်တို့လာနေပါပြီအိုအလ္လာဟ်ကျွန်တော်တို့အလ္လာဟ်စီကိုလာနေပါပြီကျွန်တော်တို့အသစ်ရောက်နေပါပြီကျွန်တော်တို့အလ္လာဟ်စီကိုလာဖို့ပြင်ဆင်နေပါပြီအလ္လာဟ်ရဲ့အိမ်ကြီးကိုတဝါဖ်လုပ်ဖို့လာနေပါပြီဆိုပြီးတော့ဒီရဲ့အလိုသဘောနဲ့ဇကီကိုလုပ်ခိုင်းခြင်းဖြစ်တယ်အလ္လာဟ်ရဲ့ကြီးကျယ်ကြောင်းတွေကိုဝတ်ဆူခိုင်းခြင်းဖြစ်တယ်အဲ့တော့ဟာဂျီအနေနဲ့ဒီရဲ့တလ်ဘီယာကိုတောက်လျှောက်ဆိုနေဖို့အရေးကြီးဒါကြောင့်ဆွန်နတ်ကဘာလဲဆိုတော့အမျိုးသားတွေကအတန်နဲ့ဆိုရဟတ်ခီးစဉ်တရှောင်းလုံးမှာအလ္လာဟ်ရှမတ်တခင်ချမှတ်ပေးထားတဲ့ဒီရဲ့ပုံစံလေးတွေကကျွန်တော်တို့ရဲ့တာမန်အခြေအနေတွေနဲ့ကွဲပြားတာမန်အခြေအနေမှာဆိုရင်တော့ဇကီကိုတိုးလေးလောက်တာကိုအလ္လာဟ်နှစ်သက်ဒူအာတိုးလေးတောင်းတာကိုအလ္လာဟ်နှစ်သက်တယ်သို့တော့ဟဂျ်မှာကျတော့ပြောင်းမြန်အတန်ကြဲကြဲဖတ်တာကိုအလ္လာဟ်ကနှစ်သက်ဟဂျ်မှာအယူတယောက်ပုံစံလဘိုက်တွေကိုအော်ဆိုပြီးလာတာကိုအလ္လာဟ်ကနှစ်သက်ဒါကြောင့်ဆွန်နတ်ကဘာလဲဆိုတော့အမျိုးသားတွေကအတန်ကြဲကြဲနဲ့ဆိုရတယ်အမျိုးသမီးတွေကတော့တိုးလေးဆိုရဟတ်ခီးစဉ်မှာတမန်တော်မြတ်ကြီးကဘာအမိန့်ရှိလဲဆိုအတာနီဂျိဘရာအီလ်ငါထံကိုဂျိဘရာအီလ်ကရောက်လာပြီးငါ့ကိုဘာပြောလဲဆိုတော့ကိုရောလည်းတလ်ဘီယာကိုချက်ဆိုပါဆဟာဘာတွေအားလုံးကိုလည်းတလ်ဘီယာကိုချက်ဆိုခိုင်းပါအယရဖူအဆွာတဟွမ်ဘီတလ်ဘီယာအားလုံးရဲ့တလ်ဘီယာလဘိုက်ဆိုတာကိုအတန်ချက်ဆိုဖို့အတွက်ဂျိဘရာအီလ်ကလာပြီးတော့တမန်တော်မြတ်ကိုရှောက်ထားအဲ့ဒီမှာတမန်တော်မြတ်ကြီးကဆဟာဘာတွေအားလုံးကိုအတန်ချက်ဆိုခိုင်းခဲ့ဟဒ်ဂျာဘီရ်ဘင်အဗ်ဒူလာရဒီအလ္လာဟူတာလာတို့အမိန့်ရှိတယ်ဆဟာဘာတွေကတလ်ဘီယာဆိုတဲ့အတန်ကဘလောက်တောင်ကျဲလဲဆိုတော့တောင်းနေကြားတဲ့ကနေပြီးတော့ပဲ့တင်တဲ့နေကအတန်အကျယ်ကြီးထွက်လာအဲ့ဒါလောက်ဆဟာဘာတွေကအတန်ကျဲနဲ့ဆိုကြကျွန်တော်တို့ဟတ်ခီးစဉ်တရှောင်းလုံးမှာအခုခေတ်မှာတလ်ဘီယာ10ခေါက်ပြည့်အောင်မဆိုပြဘူးအမျိုးသားတွေကလည်းတလ်ဘီယာဆိုဖို့ရှက်နေတဲ့အတန်ကျဲပြီးတော့အမျိုးသမီးတွေကလည်းအတန်တိုးလေးဆိုဖို့တော့သူတို့ကစိတ်ကိုမပါဘူးဖြစ်နေတယ်အတန်ကျဲဆိုပါတလ်ဘီယာဆိုခြင်းကရှက်စရာမဟုတ်ပါတလ်ဘီယာဟာဟဂျ်ကအနှစ်သာရဖြစ်တယ်တလ်ဘီယာကဟဂျ်ကအကြီးဆုံးသောဇကီဖြစ်တယ်တလ်ဘီယာကိုအလွတ်ချက်ပါတလ်ဘီယာကိုရဲရဲဝံ့ဝံ့နဲ့တလ်ဘီယာဆိုပါ